ပရိသတ်တွေအတွက်ဇွန်လ17ရက်နေ့မှာစတင်တော့မယ်2026ကမ္ဘာဖလားပြိုင်ပွဲကြီးကိုရောက်ဖို့တစ်လအပဲလိုပါတော့တယ်။ဒီနှစ်မှာအမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံ၃နိုင်ငံကပူးတွဲအရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီးကမ္ဘာဖလားသမိုင်းမှာတစ်ခါမှမမြင်ဘူးသေးတဲ့အပြောင်းအလဲကြီးကြီးတွေကိုမြင်တွေ့ရတော့မှာပါ။အရင်ကမ္ဘာဖလားတွေမှာအသင်း32သင်းပဲပါဝင်ရှင်ပြိုင်ခဲ့ပေမဲ့အခု2026မှာတော့48သင်းအထိတိုးချဲ့လိုက်ပြီးပဲဖြစ်ပါတယ်။ပွဲစဉ်မှာ104ပွဲအထိကစားရမှာဖြစ်ပြီးပြိုင်ပွဲကာလက39ရက်အထိကြာမြင့်မှာပါ။ဒါကြောင့်ကစားသမားတွေရဲ့ကြံ့ခိုင်မှုနဲ့အသင်းတိုင်းရဲ့ squad ကဒီပြိုင်ပွဲမှာအဆုံးအဖြတ်ပေးသွားမယ်အဓိကတော်ချက်တွေဖြစ်လာပါပြီ။ဒီပြိုင်ပွဲမှာဆိုရင်အသင်း48သင်းကို4သင်းမှာအုပ်စု12ခုခွဲထားပါတယ်။ထူးခြားတာကအုပ်စုပထမနဲ့ဒုတိယအသင်းတွေအပြင်အကောင်းဆုံးအုပ်စုတတိယ8သင်းကပါနောက်တစ်ဆင့်ကိုတက်ရောက်ခွင့်ရမှာပါ။အုပ်စု3ပွဲကစားရမှာရှုံးပွဲမရှိအောင်ဂရုစိုက်ရုံနဲ့32သင်းအဆင့်ကိုလွယ်လွယ်ကူကူတက်နိုင်မှာဖြစ်လို့အုပ်စုအဆင့်မှာ high intensity တိုက်စစ်တွေထက် possession base ကစားဟန်နဲ့ energy saving စနစ်တွေကိုပိုတွေ့လာရနိုင်ပါတယ်။ space selection ကိုကြည့်ရင်လည်းမေလ17ရက်နေ့က35ယောက်ကနေ55ယောက်အထိပါဝင်တဲ့ပမာဏလူစင်ရင်းကိုတင်သွင်းမိတာပြီဖြစ်ပြီးဇွန်လ2ရက်နေ့မှာနောက်ဆုံးအပိသက်26ယောက်စင်ရင်းကိုထုတ်ပြန်ရမှာပါ။ပွဲစဉ်တွေများလာတာကြောင့်နိုင်ငံအသင်းတွေဟာ multiple profile ကစားသမားတွေကိုပိုပြီးဦးစားပေးရွေးချယ်လာကြပါတယ်။နောက်ထပ်စိတ်ဝင်စားစရာ data တစ်ခုကတော့ Cape Verde, Curaçao, Jordan နဲ့ Uzbekistan တို့ဟာဒီနှစ်မှာကမ္ဘာဖလားကိုပထမဆုံးအကြိမ်ခြေထားနိုင်ခဲ့တာမို့သူတို့ရဲ့ကစားဟန်အသစ်တွေကအသင်းကြီးတွေကိုဘယ်လောက်ဒုက္ခပေးနိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။2026ကမ္ဘာဖလားဟာတက်လုံးစက်ခိုင်မှုနဲ့ tactical flexibility အကောင်းဆုံးအသင်းကသာချန်ပီယံဖြစ်မဲ့မာရီတိုပြိုင်ပွဲကြီးတစ်ခုဖြစ်တာနဲ့အညီအသင်းကြီးတွေအတွက်ရှုံးထွက်အဆင့်32သင်းကစားပြီးတကယ်ဖိအားအဆင့်မှန်ကိုရင်ဆိုင်ရပါလိမ့်မယ်။ TV360 Sport ပရိသတ်ကြီးတို့ရော48သင်းပါဝင်လာမဲ့ကမ္ဘာဖလား format အသစ်ကိုဘယ်လိုမြင်လဲ။ဒီနှစ်မှာအာဂျင်တီးနားကပဲဖလားကိုဆက်သိမ်းသွားမလား။ပြင်သစ်ကပဲပြန်လို့ယူမလား။ဒါမှမဟုတ်မထင်မှတ်ထားတဲ့အသင်းတစ်သင်းကပဲချန်ပီယံဖြစ်သွားမလားဆိုတာ TV360 မှာတူတူစောင့်ကြည့်ကြရအောင်နော်။